ဒီဗီဒီယိုကဘာကိုရင်းညွှန်းလဲဆိုတော့ကျွေပကံများပြုလုပ်ပုံအစဉ်စဉ်ကျွေပကံများကိုသူတို့ကဒီအယိုးတွေနဲ့လုပ်တယ်ဆိုတော့ဟုတ်တယ်မဟုတ်ဘူးဆိုတာသူတို့လုပ်ပြတာပဲကိုကြည့်ရတာကိုလည်းတိတိကျကျမသိဘူးဒါပေမဲ့တကယ်တမ်းကျတော့ဖြစ်နိုင်မယ်ထင်တာပဲအယိုးကိုကြိတ်ပြီးတော့ခြေမုံပြီးတော့အဲ့ဒီအမုန်းတွေကိုပြန်ပေါင်းပြီးတော့လှုပ်ထားတဲ့အရာဝတ္ထုဆိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်နော်ပြီးဆိုတော့ကျွန်တော်တို့ပြင်မှာအသုံးပြုနေတဲ့စားသုံးနေတဲ့ကျွေပကံများကဒီအယိုးတွေကိုပေါင်းဆက်ပြီးတော့လှုပ်တယ်ဆိုတာဟုတ်တော့လဲဟုတ်မှာပါသူတို့ကဆေးတွေနဲ့ပြန်ပေါင်းတယ်ပြီးတော့စစ်ပစ္စည်းနဲ့နီးစနစ်တကျပြန်ထုတ်လုပ်တာထုတ်ပိုးတာဆိုတော့ဖြစ်နိုင်ရရှိတယ်နော်ဒီစနစ်တွေတိုးတက်တဲ့ခက်မှလည်းတကယ်အားဟောကောင်းတယ်လောက်တာလေ